စိုက်ပျိုးထားတဲ့စပါးကင်းများစွာဝင်းမိန်နေအဒီနာများဝိစားစွာဝင်းမိန်လာတနေ့တာလုံးတော့ကောင်းကြီးတွေပဲကောင်းကြီးမို့ကောင်းကြီးနေရာဒီချိန်ကပြောင်းလဲအောင်တခင်တာဝန်ယူတဲ့တခင်စီစဉ်ပေးထားတဲ့တန်ရှိတဲ့နေရာအလုံးအတွက်ပိုရှန်တဲ့တခင်ကျေးဇူးတော်ချီးမွမ်းမယ်ຫນွေမိုးဆောင်ရဲ့သူရှိတယ်ပိုရှန်စွာတခင်